စ်စရာလေးကျနောက်တစ်မျိုးပေးပါ post တစ်မျိုးပြောင်းပေးပါဦးကျမတို့သားမေအလှပြင်ပြီးပါပြီကျမတော့ဒီအန်နီဆိုဖို့ကြံနေတယ်ကျမသမီးကတော့ everything is ready ဖြစ်နေပါပြီမျက်မှန်လည်းရှိရပြီးတော့လည်းတတ်ထားသေးရhello လို့ဟုတ်ပါပြီဟုတ်ပါတယ်ကျမတို့သွားဖို့အဆင်သင့်ဖြစ်နေပါပြီအေးကျမတို့အခုသွားပါတော့မယ်မျက်မှန်မတက်ဘူးလားကျမဟုတ်တယ်မျက်မှန်မတက်ဘူးလားမမျက်မှန်လေးနော်မျက်မှန်လေးနဲ့အမလေးကျမတို့ရောက်ပါပြီအေးဟုတ်ပါတယ်အမေနဲ့သမီးများမဟုတ်ပါဘူးသမီးနဲ့အမေများသမီးမဟုတ်ဘူးအဲ့ဒီယူကြည့်တယ်လေယူကြည့်တယ်လေဒီလောက်ယူကြည့်တယ်သူကပဲမြင်မှာပဲများမှာပြောပဲမြင်မလို့ယူကြည့်တယ်ယူကြည့်တယ်ညနေနော်သမီးမမကြည့်ပါကြိုက်ကြတယ်ရေးကြိုက်ကြတယ်ကြည့်ရတယ်ဓာတ်ပုံမှာဓာတ်ပြီနော်ဓာတ်ပုံလေးပါလို့ရတယ်နော်အေးအဲ့ဒါတော့အဲ့ပြေလို့ကနေကြတတ်တာအဲ့ဒါတဲ့နဲ့အားမုန်းနေတယ်မှာဖြစ်ပါတယ်လို့မရှိဘူးစားရရတယ်။ဒီလိုစားရရတယ်။ဝေးမီဒီယာဘူးကမီဒီယာအော်ဒီပါစားပါဘယ်လိုလဲဘယ်လိုလဲဟာအဲ့ဒီပဲထိုင်ကောင်းတယ်ဘယ်လိုကောင်းလဲတမျိုးပဲရလားဟိုဘက်ကတော့
လည်းမကြည့်နိုင်တော့ ဒီမှာဒီဟာလည်းပြောတယ် ဘူးဝိုင်းနေသူကြည့်တယ်ဘူးဝိုင်း ဒီတော့ပါတက်ချက်ပါလာတယ်တက်ချက်ပါဆိုတော့ပါပါဆောင်ဘယ်လိုထွက်သွားမလဲနော် ဟိုမှာကျမတို့ရဟိုမှာ ဟောပေါ်ပါဟောပေါ်ကိုဆက်ရှိကောင်ဒီလိုဟောပေါ် ပေးတယ်မင်းကဟိုမှာ ဒီနေ့မင်းပါပါဝိုင်းမြူမှာဒီမှာပါ ဝိုင်းနေတော့တန်နေ ဟုတ်တော့ အဲ့ဒါအစားချောင်းတော့တစ်ချက်ဆောင်ရတယ် ဘယ်လိုကွာလက်လို့ရှိရင်ဒီလိုမဟုတ်ဘူးထွတ်ထွတ်ဒါပေမဲ့အရသာတော့ပါကိုင်းနေရမယ်ရှင်ကျမကလေးထိန်းတဲ့အတွက်ကျမရဲ့စားမယ်ပစုံလေးခွာပေးနေတဲ့စိတ်ကောင်းရှိတဲ့အမကြီးပါဒါလေးကတော့ကျမတို့အားလုံးရဲ့သမီးလေးအားလုံးစားလို့တောက်လို့ပြီးသွားပါပြီဟုတ်လား နည်းနည်းခလေးခဏပြောအင်းကြီး အေးရေဘူးအစမ်းနေတဲ့မမပြူလေးဖြစ်ပါတယ်အေးအေးရုပ်ကငါသမီးရုပ်ကိုပြီးတော့ကျမတို့စားပြီးတော့ပြန်တော့မှဖြစ်ပါတယ်အပိုင်းဒါတော့ အော်အဲ့ဒါပေးထားတာအမေမှာကြောက်တယ်မင်းကလည်းပါအောင်အေးအဲ့ဒါပြောတာကို